Hello，ဒီကနေ့လေ့လာမှာတော့ပိုလာလားနန်ပိုလာလားခွဲကြည့်ရအောင်ပိုလာနန်ပိုလာခွဲဖို့ example လေး CH4 ရှိပါတယ်နောက်တစ်ခု CH3Cl ရှိပါတယ်နောက်တစ်ခု CH3OH ရှိပါတယ် example လေး၃ခုရှိပါတယ်တို့ကပိုလာနန်ပိုလာခွဲဖို့ရအတွက်အရှိမတော့ကတော့လေ့လာခဲ့ပြီးသားပါ number 1အချက် number 2အချက် number 3အချက်3ချက်နဲ့လေ့လာခဲ့တယ်အမတ်တမဲ့တန်းပြောလိုက်မယ်အတမ်နေဒီတို့လေ့လာမယ် molecule ထဲမှာရှိတဲ့အတမ်နေတူလားဟေ့တူတယ်ဆိုရင်တော့ဘာဖြစ်တယ်တူတယ်ဆိုရင်တော့နန်ပိုလာပါမတူဘူးဆိုရင်ပိုလာပါလို့နံပါတ်1အချက်ကတို့ကလေ့လာခဲ့တယ်ဒါဆိုရင်ကြည့်ပါအောင် CH4 အတမ်နေတူမှမတူပဲနဲ့မတူဘူးဆိုရင်ဘာဖြစ်ရမှာတော့မတူဘူးဆိုရင်ပိုလာဖြစ်ရမှာပေါ့ဒါပေမဲ့ဒီအဖြေတွေကိုကြည့်လိုက်ပါဦးဒီအဖြေထဲမှာပိုလာလို့မပြောဘူးဗျာနန်ပိုလာလို့ပြောထားတယ်အဲ့တော့မကိုက်လဲမကိုက်ညီဘူးမကိုက်ညီနောက်ထပ်ဆက်လေးလာမှာပေါ့ဟုတ်တယ်မလားနံပါတ်2အချက်က electronegativity difference ကိုကြည့်ရအောင်တဲ့ electronegativity difference ကိုကြည့်လိုက်တဲ့အခါမှာlarge ဖြစ်နေတဲ့တအားအကွာကြီးသူကပေးလိမ့်မယ်ပေးရင်ကြည့်မယ်ပေါ့နော်သူတို့နှစ်ကောင်ကိုနှုတ်ကြည့်လိုက်လို့ဒီဟိုပါပေါ့ပိုလာဆိုတာကဘယ်လောက်ကနေဘယ်လောက်တုံးဆို0.4ကနေပြီးတော့မှ1.7ထိသူတို့ရဲ့ electronegativity difference ရှိရင်ပိုလာလို့ပြောမယ်အကယ်၍မြင့်တူတဲ့ကောင်ဆိုရင်0ကနေပြီးတော့0.3ထိရှိတယ်လို့ပြောရင် non polar လို့ပြောလိမ့်မယ်ဒါရော electronegativity difference ဒါလေးကိုမေ့နေတယ်ဆိုပါစို့မေ့နေရင် periodic table ကိုတော့ကြည့်လိုက် periodic table ကြီးမှာအဝေးကြီးပဲ large distance ဖြစ်နေမယ်ဆိုရင် polar လို့ပြောပြီးတော့ small distance ဖြစ်နေမယ်ဆိုရင် non polar လို့ပြောမယ်အကယ်၍မြန် electronegativity မပေးဘူးလို့ပြောခဲ့ရင်နံပါတ်3အချက်ဖြစ်တဲ့ shade နဲ့ခွဲတာအကောင်းဆုံးပဲအဲ့တော့ဒီမှာ shade နဲ့ခွဲမယ်ရှိတ်နဲ့ခွဲဖို့ရအတွက်ဆိုရင်တို့ကဘာအကြောင်းကိုသိနေမှရမလို့ဆိုရင်သူက Lewis structure ဆွဲတတ်ရမယ်ကဲဆွဲလိုက်ပြီးဒီမှာပါပြီးသားအစင်သင့် Lewis structure ဆွဲပြီးရင်ရှိတ်နဲ့ဆွဲမှာမို့လို့သူ့ရဲ့ရှိတ်ကို molecular shape ကိုကြည့်လိုက်မယ်ဒီမှာဒါဆိုလို့ရှိရင်သူ့ရဲ့ molecular shape ကိုပြောပါအောင်ဘာလို့ပြောတော့ဆိုရင် tetrahedral လို့ခေါ်မယ်ဟုတ်သလား shape အနေနဲ့ tetrahedral ရှိပါတယ်ကဲပိုလာလားနန်ပိုလာလားအဖြေလေးတန်းကြည့်လိုက်ပါပြီကွယ်နန်ပိုလာဖြစ်နေပြီဘာလို့နန်ပိုလာဖြစ်ရတာတော့လို့အကြောင်းအရင်းကိုမေးရင်တဲ့ဒီ shape ရဲ့ပတ်ပတ်လည်းမှာရှိတဲ့ electron distribution ကဘာဖြစ်နေတာတော့ဆိုတော့ evenly distribution ဖြစ်နေတယ်တဲ့ပြောရရင်တော့ symmetry ပေါ့ညီမျှနေတယ်လို့ပြောရမယ်တဲ့အဲ့လိုဖြစ်နေတယ်ရှင်ရင်တဲ့သူ့မှာ dipole moment မရှိဘူးတဲ့ဟုတ်ပြီ dipole moment လို့ပြောတော့တို့ကဘသူ့အကြောင်းကိုကြည့်မှာတော့ magnitude နဲ့ direction ကိုကြည့်မှာပေါ့ okay magnitude နဲ့ direction ကြည့်ရအောင် H နဲ့ C နဲ့ electronegativity ဘယ်သူကများတော့ C ကများတယ်ရော့ C ရှိကို direction လာပြီး magnitude များတဲ့ C ရှိကိုလာပြီး H နဲ့ C နဲ့ဘယ်သူကများတော့C ရှိကို direction ကလာပြီးဟုတ်ပြီဒါဆိုရင်သူတို့ရဲ့ direction ကတနေရာထဲမှာစုဆုံသွားတယ်နောက်ထပ်ဆက်မရှိတော့ဘူးအဲ့တော့သူတို့ရဲ့ magnitude တွေကလည်းပဲဘာဖြစ်သွားပြီတော့ဆိုတော့တစ်ခုနဲ့တစ်ခုနဲ့cancel each other ပေါ့ကြေပြတ်သွားမယ်အဲ့တော့အကယ်လို့မြတ် C နဲ့ H နဲ့တကယ်ဆို electronegativity ကတို့အလွတ်ရတာတော့ H က 2.2 ဖြစ်တယ် H က 2.2 C က 2.55 လောက်ဖြစ်မယ်နဲ့တူးတယ်အဲ့တော့2.6လို့ယူလိုက်မယ်2.6သူတို့နှစ်ကောင်နှုတ်လိုက်ရင်ဘယ်လောက်ရအောင်ဆိုတော့0.4ရမှာပေါ့နော်0.4ဒီကနေဒီကိုလာတဲ့ direction ဒီ direction လေးထဲမှာဒီကနေဒီလိုလာတယ်ဆိုရင် positive 0.4ပဲထားပါတော့ကွယ်ဒီကနေဒီကိုလာရင်negative 0.4ပဲထားပါတော့ကွယ်ဒီကနေဒီကိုလာရင်0.4ပဲထားပါတော့ကွယ် positive ဒီကနေဒီကိုလာရင် negative 0.4ပဲထားပါတော့ကွယ်အဲ့တော့အပေါင်းတို့ကြည်မသွားဘူးလားကြည်သွားတဲ့အတွက်ကြောင့်မို့လို့သူ့မှာ magnitude လည်းမရှိတော့ဘူး direction လည်းမရှိတော့ဘူးလို့ပြောလို့ရမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်သူ့မှာ dipole moment မရှိဘူးလို့ပြောတာအဲ့လိုကြေပြတ်သွားတဲ့အတွက်ကြောင့်ဘသူကမှရလိုက်တာမျိုးမဟုတ်ဘူးဘသူကမှ
အတူတူပဲဖြစ်သွားတဲ့အတွက်ကြောင့်သူတို့ရဲ့ charge တွေက0 charge တဲ့ဒါကြောင့်မို့လို့သူဒီဘာလို့ခေါ်မှာတော့လို့ပြောရင် non polar လို့ပြောပါမယ်လက်သင်ခံနဲ့အဲဆိုရင်နောက်တစ်ခုကိုသွားလိုက်ပါမယ်ပြီးတော့ CH4 เนาะဒီတစ်ခါ CH3Cl ဟုတ်ပြီ Lewis structure လဲဆွဲပြပေးပြီးသားအစဉ်သင်းသူ့ရဲ့ shape molecular shape လဲဆွဲပြီးသားဒါဆိုသူ့ရဲ့ shape ကဘာလဲ tetrahedral ဟုတ်တယ်เนาะ tetrahedral shape ဖြစ်ပါတယ်tetrahedral shape ဖြစ်ပါတယ်သူ့မှာကြည့်လိုက်သူ့မှာပတ်လည်မှာရှိနေတဲ့ကောင်တွေကဒီဘက်က H ဒီဘက်က H ဒီဘက်က H ဒီမှာ Cl ဒါဆိုရင်ဒိုင်ပိုးမိုးမှန်ရှိလားမရှိဘူးလားရှာကြည့်မယ် H နဲ့ C နဲ့ electronegativity ဘယ်သူများ C ကများဒါကြောင့်မလို့သူ့ရဲ့ direction ဒီ magnitude များရာရှိကိုသွားနေတယ် H နဲ့ C နဲ့ဘယ်သူကများ C ကများဒါကြောင့် direction က C သွားနေတယ် direction က C သွားနေဟုတ်ပါပြီ C မှာလာစုစုံနေတယ်ဒါပေမဲ့ C နဲ့ Cl နဲ့ဆိုရင်ဘယ်သူက magnitude များရတော့ Cl က electronegativity များတယ် C ထက်ဒါကြောင့်မို့လို့ CLC ကိုသွားတယ်အဲ့တော့သူတို့ရဲ့ direction တွေအကုန်လုံးကဘယ်ရောက်နေတာအထက်ဘက်ကိုဥတည်နေတယ်ဒါကြောင့်သူ့မှာ magnitude လည်းရှိတယ် direction လည်းရှိတယ်များတဲ့ CL ဘို့ပဲတက်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်သူဒီ dipole moment ရှိပါတယ်ဒီလို dipole moment magnitude တွေ direction တွေရှိလို့ dipole moment ရှိတယ်ဆိုရင်သူတို့ဒီ partially positive partially negative ပေါ်မယ် H နဲ့ C နဲ့ကြားမှာဆိုရင် H ဒီ partially positive လို့ပြုမှုပြီးတော့ C ဒီ partially negative ပြုမှုပါမယ် C နဲ့ Cl ရဲ့ကြားမှာဆိုရင်ဘယ်သူကတော့ Cl က partially negative ပြုမှုပြီးတော့ C က partially positive အနေနဲ့ပြုမှုပါတယ်ဒါကြောင့်မို့လို့ bond polarity ဆိုတော့ positive negative partially positive negative တွေရှိလာပါပြီဒါကြောင့်သူ့ကိုဘာလို့ခေါ်တော့ polar လို့ခေါ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ခုကိုသွားပါမယ် example လေးတစ်ခု CH3COH sorry C3OH okay Lewis structure လဲအစင်းနဲ့ဆွဲပြီးသားကြည့်ပါအောင်သူ့ရဲ့ shape ကိုကြည့်ကြည့်အောင်ဒီထဲမှာသူ့ရဲ့ shape ကိုကြည့်ရင်ကွာနှစ်နေရာရှိတယ်နှစ်နေရာရှိရတဲ့အကြောင်းရင်းကဒီ C လေးရဲ့နေရာကနေကြည့်လိုက် C လေးကိုပတ်လဲဝိုင်းထားတဲ့ဒီကောင်လေးကိုကြည့်လိုက်ဘယ်နှခုရှိတော့စီလေးကိုပတ်လဲဝိုင်းထားတာ၄ခုရှိတယ်ဗျာအဲ့ဒါကြောင့်မလို့ရှိတ်လို့ပြောရင် tetrahedral လို့ပဲပြောပါမယ်ရှိတ်လို့ပြောရင် tetrahedral လို့ပြောပါမယ်တို့ကဒီကောင်ကိုကြည့်တာကိုအဲ့လို့ဆိုရင်နောက်တစ်ခုပြောပါအောင်မယ်နောက်တစ်ခုက O လေးကိုကြည့်မယ်ကွာ O လေးကိုကြည့်မယ် O ရဲ့ပတ်လဲမှာရှိသမျှအားလုံးကိုကြည့်လိုက်ဘာရှိနေတော့ဆိုတာ၄ခုရှိတယ်ဒီဘက်မှာက C ဒီဘက်မှာက H ဒီဘက်မှာလုံးပေအားနှစ်စုံဟုတ်လား၄ခုရှိတယ်ဒါကြောင့်လေသူဒီလဲ tetrahedral shape ရှိတယ်ကွာဒါပေမဲ့ tetrahedral လို့ပြောတာ electron shape ကိုပြောတာ molecular electron molecular shape ကိုပြောတာနော်နောက်တစ်ခါ molecular shape ကိုပြောမယ်ဆိုရင်တော့ဟိုက electron ရောပါနော်molecular shape ကိုပြောမယ်လို့ပြောရင်တော့ဒီအကောင်ကြီးကဒီဘက်ကရှင်းအောင်ပြန်ဖြတ်ပေးပါမယ်ဒါလေးကဘာဖြစ်တုံးလို့ပြောရင်ဒါလေးက tetrahedral ဖြစ်ပါတယ်သို့တော်လည်းပဲ O ကိုဗဟိုပြုပြီးဆွဲတဲ့နေရာကိုကြည့်လိုက်ပါဦးဘာဖြစ်နေတော့ဆိုတော့လုံးပေကနှစ်စုံပါတယ် V shape ဟုတ်လား V shape လို့ခေါ်တယ်ဒါမှမဟုတ်ရင် band လို့ခေါ်မယ်အဲ့ဒါ shape တွေကိုပြောပြီးသွားပြီနော်အဲ့လိုမျိုးလေးဆွဲရပါတယ်ကဲအဲ့တော့ဒီစီကနေလှမ်းကြည့်လိုက်ဒီစီကနေလှမ်းကြည့်လိုက်သူ့ရဲ့ပတ်လဲမှာဝိုင်းထားတယ်domain တွေကိုကြည့်လိုက်ဒန်တူသလားဆိုတော့မတူဘူးနော် H သုံးလုံးနဲ့ O ဒါဆိုရင် magnitude ဒိုင်ပို့moment ရှိလားမရှိလားကြည့်မယ် H တွေအားလုံး C ကိုသွားမယ်ဒီ H ကလည်း magnitude က C ကများနေတဲ့အတွက်ကြောင့် direction တွေအကုန်လုံးက C ကိုလာမယ်
စီကိုလာမယ်ဟဲ့စီနဲ့ O နဲ့ပြန်ကြည့်လိုက်အောင် O ကပုံများတဲ့အတွက်ကြောင့် O ကိုလာမယ်သိကြတဲ့ဒိုင်ပိုးမိုးမှန်ရှိလာပြီဟုတ်လားဒိုင်ပိုးမိုးမှန်ရှိလာပြီဒီ stretcher လေးအနေနဲ့ magnitude ရော direction တွေဘယ်သူအပေါ်မှာကြာရောက်နေတော့လို့ဒီ question mark ကမေးထားတယ်တို့ကတော့ဖြေမှာပေါ့ O အပေါ်မှာပဲရှိမှာပေါ့အဲ့တော့ partially positive partially negative ဆိုတဲ့ bond polarity တွေရှိလာပြီဟုတ်လားဒါကြောင့်မို့လို့သူ့ကို polar လို့ခေါ်တယ်ဒါကဘယ်မှာပဲတက်ရောက်တဲ့ကောင်ကိုပဲပြောနေတော့လို့ပြောရင်ဒီဘက်က tetrahedral shape ကလေးကိုပဲပြောနေတာပါဟုတ်ပြီ tetrahedral shape ပြီးရင်ငါတို့အခုဒီတစ်ခါဘသူအကြောင်းပြောကြည့်မလို့ပြောရင်O ကိုဗဟိုပြုပြီးပြောကြည့်ရအောင်သူကဘာ shape ဖြစ်နေတော့ V shape ဖြစ်နေတယ် bend ဖြစ်နေတယ်အဲ့တော့သူ့ကိုကြည့်ကြည့်မယ်သူ့ရဲ့ပတ်လည်မှာရှိတာဒီဘက်က H ဒီဘက်က C ဒီမှာလုံးပဲနှစ်စုံ H ကတော့သူ့ရဲ့ magnitude ကနည်းတယ် O ကများတော့ OC ကိုလာမယ် C နဲ့ O နဲ့ရှင်းကြည့်လိုက် C ရဲ့ magnitude ပမာဏကနည်းတယ် O ကများတယ်ဒါကြောင့် OC ကိုလာမယ် O ကကြတော့ဒီမှာလုံးပဲနှစ်စုံရှိတယ်အဲ့တော့သူ့ရဲ့ direction ကဒီအောက်ကိုဆင်းလာမယ်ဘာကြောင့်လုံးပဲနှစ်စုံရှိတဲ့ကောင်ပုံများတဲ့အတွက်သူရှိကိုဆင်းလာမယ်အဲ့တော့သူ့မှာ magnitude လည်းရှိတယ် direction လည်းရှိတယ်ဟုတ်လားဒါကြောင့်မို့လို့သူဒီလဲဘယ်ပေါ်မှာပဲလာတက်ရောက်နေရတော့ဆိုတော့ O ပေါ်မှာပဲတက်ရောက်နေတယ် an evenly distribution electron သူ့ရဲ့ပတ်လည်မှာရှိနေတဲ့သူတို့ပေါ်မှာလာပြီးဝန်းရံနေတဲ့အကောင်တွေဟာ an evenly ဆိုတော့အချိုးမညီဘူးပေါ့နော် unsymmetric ဖြစ်တယ်ပေါ့အဲ့လိုအချိုးမညီနေတဲ့အတွက်ကြောင့်ညီတူမျှတူဝိုင်းရံနေတာမဟုတ်ဘူးဒါကြောင့်မို့လို့သူဒီပိုလာဖြစ်တယ်အဲ့တော့ polar non polar ခွဲမယ်လို့ပြောရင်ဘာမှမကြည့်နဲ့ shape တာအရင်ဆွဲချလိုက် shape အရင်ဆွဲချပြလိုက်ဥပမာ H2O လိုဟာမျိုး shape ဆွဲထားလိုက် Lewis stretcher ဆွဲတတ်တယ်သေချာတယ်သူ့ရဲ့ shape ဆွဲတတ်ပြီး O လုံးပဲနှစ်စုံကွန်းဒီဘက်မှာ H ဒီဘက်မှာ H ဟုတ်ပြီသူ့ရဲ့ပတ်လည်အကောင်အကုန်လုံးကိုကြည့်လိုက်ညီလာဒီမှာ H ဒီမှာ H ဒီမှာ electron ဒီမှာ electron မညီဘူးသေချာတယ် polar ဖြစ်မှာ an evenly distribution ဖြစ်တဲ့အတွက်ကြောင့်ဒါပဲအဲ့တော့နောက်ဆုံး polar non polar ခွဲဖို့ရအတွက်ဆိုရင်သူ့ရဲ့ shape ကိုရရင်ရပါတယ်ဒီကနေ့ဆွေးနွေးသွားတဲ့ဒီ polar non polar ခွဲတာလေးကိုရမယ်လို့